အားလုံးပဲယေရှုဓမ္မနဲ့မင်္ဂလာပါလို့ဒီကျွန်တော်ကဒေသနာပြောမှလည်းမဟုတ်ပါဘူးဒေသနာတဲ့တရားဟောစရာလည်းမဟုတ်ဘူးကျမ်းစာသင်တန်းတက်ထားတယ်မဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်သူ့ထီချင်းကိုခံရတဲ့အတွက်ကျွန်တော်အနည်းငယ်တတိခံဝင်ကခွန်အားပေးမှာဖြစ်ပါတယ်လို့နော်ကျွန်တော်ဖတ်ထားတဲ့ကျမ်းပိုက်လေးကတော့ဖိလိပ္ပိအခန်းကြီး3အပိုက်ငယ်1ဖြစ်ပါတယ်လို့နော်ကျွန်တော်ဖတ်ပြပါမယ်ကျွင်းသေးသောစကားဟုမူကားငါညီကိုတို့သခင်ဖျား၌ဝမ်းမြောက်ခြင်းရှိကြလော့အထက်ထက်ငါရေးလိုက်တော်လဲပင်ပန်းခြင်းမရှိတင်တို့မူကားလုံခြုံခြင်းရှိကြလိမ့်မည်ကျွန်တော်ထပ်ဖတ်ပြပါမယ်ကျွင်းသေးသောစကားဟုမူကားငါညီကိုတို့သခင်ဖျား၌ဝမ်းမြောက်ခြင်းရှိကြလော့အထက်ထက်ငါရေးလိုက်တော်လဲပင်ပန်းခြင်းမရှိတင်တို့မူကားလုံခြုံခြင်းရှိကြလိမ့်မည်ဘုရားသခင်နဲ့ပေါလုကရှင်ပေါလုကဘုရားသခင်ရဲ့အကြောင်းကိုဖိလိပ္ပိလူတွေကိုပြောတဲ့အခါမှာဝမ်းမြောက်ခြင်းရှိဖို့ပြောတယ်အဲ့ဒါကသူဘယ်တော့ပဲပြောတဲ့သူမှာပင်ပန်းခြင်းမရှိဘူးဘာကြောင့်လဲဘုရားသခင်သူနဲ့အတူပါရှိတဲ့အတွက်ဘုရားသခင်ပြောခိုင်းတဲ့စကားဖြစ်တဲ့အတွက်ဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်နဲ့အတူပါရှိတဲ့သူတွေကတဲ့အမြဲတမ်းအစဉ်မြဲဝမ်းမြောက်ကြတယ်တဲ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီကျမိုင်လေးနဲ့ခွန်အားပေးတယ်ဘာကြောင့်လဲဆိုတော့ဝမ်းမြောက်ဖို့အတွက်ဆိုတာကဘုရားပြင်ဆင်ပေးတာဖြစ်တယ်ကျွန်တော်တို့အတ္တတာပါဆိုကျွန်တော်ဆိုရင်တတိကံဆိုရင်ကျွန်တော်ဆိုရင်အရှိလာမဲ့အနာဂတ်မှာဘာလို့မှမသိဘူးဘာမှမမြင်ရဘူးဘယ်လိုဖြစ်လာမှမသိဘူးဒါပေမဲ့မမြင်ရသေးတဲ့အရာကိုကျွန်တော်ကယုံကြည်ပြီးတော့ဘုရားခင်ကျွန်တော်ကိုဘယ်လိုပြုမဲ့အမှုတည်လဲဘာလို့လဲဆိုတာကိုကျွန်တော်ကယုံကြည်ဆွဲလန်းပြီးတော့ကျွန်တော်ကိုအကောင်းဆုံးပြင်ဆင်ပေးမယ်အကောင်းဆုံးမားစားပေးမယ်အကောင်းဆုံးချီးမြှောက်ပေးမယ်ဆိုတာကိုကျွန်တော်ယုံကြည်ခြင်းဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အလုပ်မှာရှိတဲ့အလုပ်ကိုလည်းကျွန်တော်ကန်ဆယ်လုပ်ထားတယ်ကန်ဆယ်လုပ်ပြီးတော့ရှောက်ကအမဲလန်ကီမှာဘလူအရာမျိုးနဲ့ရှင်တန်ရမယ့်ဟာကိုဘုရားခင်ဖွင့်ပြခြင်းနဲ့အတူကျွန်တော်ယုံကြည်ခြင်းနဲ့ရှောင်းနေတာဖြစ်တယ်အခုဆိုရင်ကျွန်တော်နောက်ထပ်ကျမိုက်တစ်ပိုက်ဖတ်ပြပါမယ်လို့ကျွန်တော်ဖိလိပ္ပိအခန်းကြီး4စနစ်ကနေ73ဖိလိပ္ပိ4အခန်းကြီး7ကနေ73เนาะရှုံးချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းမုတ်သိပ်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရအံ့သောငါအရရက်တို့တွင်အရာရာ၌တင်မိပြီတဲ့ငါကိုခွန်အားနှင့်ပြည့်စုံတော်မူသောခရစ်တော်အားဖြင့်ခသိန်းသောအမှုတို့ကိုငါတဆွမ်းနိုင်၏တဲ့အဲ့မှာအရှိပေါလုကဘာပြောလဲဆိုတော့နော်ရှုံးချခြင်းရှိမရှုံးချခြင်းဆိုတာကဘယ်လိုပြောမလဲအနှိမ်ခံရမယ်ဒါပေမဲ့ကြွယ်ဝခြင်းလည်းရှိမယ်နော်ဆင်းရဲခြင်းရှိမယ်ချမ်းသာခြင်းရှိမယ်မုတ်တိခြင်းရှိမယ်ဝါဒစားရခြင်းရှိတယ်နော်အဲ့မှာသူကဗမာတင်လာလဲဆိုတော့ရက်မှာသူကတင်လိုက်ပြီးသွားပြီတင်ခဲ့ပြီးသွားပြီဒါပေမဲ့သူ့ကိုခွန်အားနဲ့ပြည့်စုံတဲ့ခရစ်တော်ရှိလို့ရှိရင်တဲ့အရာရာမှာခသိန်းတဲ့အမှုကိုသူတက်ဆွမ်းနိုင်တယ်တဲ့နော်ဒါကျွန်တော်တို့လေးလဲပဲနော်ဆင်းရဲခြင်းရှိမယ်ချမ်းသာခြင်းရှိမယ်အထင်ခံခြင်းရှိမယ်ချီးမြှောက်ခြင်းခံခြင်းရှိမယ်နော်အဲ့လိုမျိုးရှိလာလို့ရှိရင်ငတ်တာတွေရှိမယ်ကောင်းကောင်းမွန်စားရတာတွေရှိမယ်အဲ့လိုမျိုးစန့်ကျင်ဘက်တွေကောင်းတာရှိသလိုဆိုးတာတွေလည်းရှိတယ်နော်အဲ့လိုမျိုးရှိတဲ့တွင်တွဲတွေဟာတွေကြားထဲမှာမှခ
ခရစ်တော်ရှိလာလို့ရှိရင်တဲ့အရာအားလုံးကခတ်သိမ်းသောအရာကိုတက်ဆွမ်းနိုင်တယ်တဲ့အရာအားလုံးတော့မဟုတ်ဘူးအရာအားလုံးကမှအရာအားလုံးကနည်းနည်းဟိုဖြစ်တယ်နော်အရာအားလုံးရဲ့အထက်မှာခတ်သိမ်းသောဆိုတဲ့ခတ်သိမ်းသောအရာဆိုတဲ့ကခတ်သိမ်းသောဆိုတဲ့အတုံးလုံးကိုတိုးလိုက်ပြီးဆိုတဲ့ကခတ်သိမ်းသောတဲ့မှာမြင်းတဲ့ဟာမရှိတော့ဘူးခရစ်တော်ကရှိလာလို့ရှိရင်ကျွန်တော်တို့ကဘလို့ပဲဖြစ်နေဘလို့ပဲအခြေအနေပဲရောက်နေခတ်သိမ်းသောအရာဒီခရစ်တော်ရှိလာလို့ရှိရင်ကျွန်တော်တို့အားလုံးကခွန်အားနဲ့တဆွမ်းနိုင်တာဖြစ်ပါတယ်လို့เนาะအဲ့ဒါကျွန်တော်ဒီနေ့ဖိလိပ္ပိအခန်းကြီး၄နဲ့အခန်းကြီး3ကိုကျွန်တော်ခွန်အားပေးတာဖြစ်ပါတယ်နောက်နေ့ဘုရားသခင်ဖွင့်ပြလို့ရှိရင်ကျွန်တော်ဖိလိပ္ပိတိကလေးဒီတရားလေးလာပြီးတော့မှကျွန်တော်ဘုရားသခင်ဖွင့်ပြတဲ့ဟာကိုခွန်အားပေးမှာဖြစ်ပါတယ်လို့ကြားနာသူရောက်စီတိုင်းပေါ်မှာဘုရားသခင်တာ၍ကောင်းကြီးပေးပါစေအာမင်